အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ Transporter Channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာကျွန်တော်တို့ဒီတစ်ပတ်တင်ဆက်ပေးသွားမယ့်အကြောင်းအရာလေးကတော့ကစားသမားဘဝအနားယူစဉ်အချိန်ထိအသင်းတစ်သင်းထဲမှာသာပါဝင်ကစားခဲ့တဲ့အကောင်းဆုံးဘောလုံးသမား10ယောက်ကိုရှာဖွေတင်ဆက်ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကဲဒါဆိုရင်ဒီကစားသမား10ယောက်ကဘယ်သူတွေလဲဆိုတာကျွန်တော်နဲ့အတူကြည့်လိုက်ကြအောင်ခင်ဗျာနံပါတ်10 Lev Yashin သူကတော့1950ခုနှစ်ကနေ1980ခုနှစ်ထိ Dynamo Moscow အသင်းမှာပါဝင်ကစားခဲ့တဲ့ဂိုးသမားတစ်ယောက်ဖြစ်ပြီးတော့ပွဲပေါင်း326ပွဲကစားပြီးပွဲပေါင်း150ကိုကလင်းရှိရယူထားနိုင်ခဲ့တဲ့အကောင်းဆုံးဂိုးသမားတွေထဲကတစ်ယောက်ဖြစ်ပါတယ်သူ့ရဲ့အောင်မြင်မှုတွေကတော့ Soviet Top League ဖလားကို9ချိန်ရရှိခဲ့ပြီးတော့ Soviet Cup ဖလားကို1ချိန်ရရှိခဲ့မှုပါတယ်European Championship ကို1960ခုနှစ်မှာတကြိမ်ရရှိခဲ့ပြီး1963ခုနှစ်မှာတော့ Volunteer ဆုကိုရရှိခဲ့တဲ့ဂိုးသမားတစ်ယောက်ဖြစ်ပါတယ်။ဒါအပြင်သူဟာ Volunteer ဥရောပအကောင်းဆုံးကစားသမားဆုကိုရရှိခဲ့တဲ့တူဦးဒီသောဂိုးသမားအဖြစ်လည်းအသိမှတ်ပြုခံခဲ့ရပါတယ်။သူ့ရဲ့အောင်မြင်မှုတွေကြောင့်သူ့ကို The Black Spider လို့လည်းနာမည်ပြောင်အဖြစ်လူတွေကချစ်စနိုးနဲ့ခေါ်ဆိုကြပါတယ်။ဘာလို့လဲဆိုတော့သူဟာအမဲအောင်ဂျာစီကိုပဲဝတ်ပြီးအမြဲတမ်းဂိုးဖက်လေးရှိရာကြောင့်သူ့ကိုဒီနာမည်ပြောင်ကိုပေးခဲ့ခြင်းဖြစ်ပါတယ်။နံပါတ်9 Seth Meraသူကတော့ဘိုင်ယန်မြူနစ်အသင်းရဲ့ဂိုးသမားတစ်ယောက်ဖြစ်ပြီးတော့1962ခုနှစ်ကနေ1980ခုနှစ်ထိဘိုင်ယန်မြူနစ်အသင်းမှာပါဝင်ကစားခဲ့တဲ့ဂိုးသမားတစ်ယောက်ဖြစ်ပါတယ်။သူ့ရဲ့အောင်မြင်မှုတွေကတော့ဂျာမန်ဘိုတလီဂါဖလားကို4ချိန်ရရှိပြီး European Cup ကို3ချိန်ရရှိပြီးပါတယ်။သူဟာလည်းကမ္ဘာအကောင်းဆုံးဂိုးသမားတွေထဲကတစ်ယောက်အဖြစ်သတ်မှတ်ခြင်းခံထားရတဲ့ကစားသမားဖြစ်ပါတယ်။နံပါတ်8 Gary Neville သူကတော့1992ခုနှစ်ကနေ2011ခုနှစ်ထိ Manchester United မှာကစားခဲ့ပြီးတော့အထူးကစားတဲ့နေရာကတော့ right back ပဲဖြစ်ပါတယ်။မန်ယူအသင်းရဲ့ကနဝင်ကစားသမားတစ်ယောက်ဖြစ်ပြီးတော့ပွဲပေါင်း602ပွဲကစားက9ဂိုးသွင်းယူနိုင်ခဲ့တဲ့နောက်တန်းကစားသမားတစ်ယောက်ဖြစ်ပါတယ်။ဒါအပြင်အင်္ဂလန်လက်ရွေးစင်အသင်းအတွက်လည်း85ပွဲပါဝင်ကစားခဲ့ပြီးဂိုးတော့သွင်းယူနိုင်ခြင်းမရှိခဲ့ပါဘူး။သူရရှိခဲ့တဲ့အောင်မြင်မှုတွေကတော့ Premier League ဖလား10ကြိမ် Champions League ဖလား2ကြိမ် FA ဖလား3ကြိမ် League Cup ဖလားကို2ကြိမ် FIFA Club World Cup ကို1ကြိမ် FA Community Shield ကို6ကြိမ်ထိရရှိခဲ့မှုတဲ့ကစားသမားဖြစ်ပါတယ်။နံပါတ်9 Posco ကတော့1993ခုနှစ်ကနေ2011ခုနှစ်ထိ Manchester United မှာပါဝင်ကစားခဲ့တဲ့အဓိကကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ Posco ကတော့မန်ယူအသင်းနဲ့အတူပွဲပေါင်း918ပွဲကစားပြီးဂိုးပေါင်း155ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ဒါအပြင်အင်္ဂလန်လက်ရွေးစင်အသင်းနဲ့အတူလည်းပွဲပေါင်း66ပွဲပါဝင်ကစားခဲ့ပြီးတော့14ဂိုးသွင်းယူနိုင်ခဲ့တဲ့ကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်ပါတယ်။မန်ယူအသင်းနဲ့အတူသူရရှိခဲ့တဲ့ဆုဖလားတွေကတော့ Premier League ဖလား17ကြိမ် UEFA Champions League 2ကြိမ်FA Cup ကို3ကြိမ် League Cup ကို2ကြိမ် FA Community Shield ကို5ကြိမ် FIFA World Cup ကို1ကြိမ်နဲ့ International Cup ကို1ကြိမ်ရရှိခဲ့မှုတဲ့အလွန်အောင်မြင်ခဲ့တဲ့ကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်ပါတယ်။နံပါတ်6 Jimmy Carragher ကတော့1996ခုနှစ်ကနေ2013ခုနှစ်ထိလီဗာပူးအသင်းမှာပါဝင်ကစားခဲ့တဲ့ Defender တစ်ယောက်ဖြစ်ပြီးတော့ယနေ့ချိန်ထိလည်းလီဗာပူးအသင်းရဲ့ခဏဝင်ကစားသမားတစ်ယောက်ဖြစ်လူတိုင်းကအသိမှတ်ပြုလက်ခံထားကြပါတယ်။သူဟာလီဗာပူးအသင်းနဲ့အတူပွဲပေါင်း938ပွဲဝင်ရောက်ကစားပြီး4ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။အင်္ဂလန်လက်ရွေးစင်အသင်းနဲ့အတူတော့38ပွဲပါဝင်ကစားပြီးဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိပါဘူး။သူရရှိခဲ့တဲ့ဆုဖလားတွေကတော့ UEFA Champions League ကို1ကြိမ် UEFA Cup ကို1ကြိမ် FA Cup ကို2ကြိမ် League Cup ကို3ကြိမ် FA Community Shield ကို2ကြိမ်နဲ့ UEFA Super Cup ကို2ကြိမ်ထိရရှိခဲ့မှုတဲ့အောင်မြင်ခဲ့တဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။နံပါတ်5 Tony Adams ကတော့1983ခုနှစ်ကနေ2002ခုနှစ်ထိအာဆင်နယ်အသင်းမှာပါဝင်ရှင်ပြိုင်ကစားခဲ့တဲ့ခဏဝင်ကစားသမားတစ်ယောက်ဖြစ်ပါတယ်။သူဟာအာဆင်နယ်အသင်းနဲ့အတူပွဲပေါင်း669ပွဲပါဝင်ရှင်ပြိုင်ကစားခဲ့ပြီးဂိုးပေါင်း48ဂိုးသွင်းယူခဲ့တဲ့ခန့်စစ်ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ဒါအပြင်တိုနီအဒန်ဟာအင်္ဂလန်လက်ရွေးစင်အသင်းအတွက်လည်း66ပွဲထိပါဝင်ရှင်ပြိုင်ကစားပြီးတော့9ဂိုးထိသွင်းယူနိုင်ခဲ့ပါတယ်။အာဆင်နယ်အသင်းနဲ့အတူသူရရှိခဲ့တဲ့ဆုဖလားတွေကတော့ Premier League ဖလားကို4ကြိမ် FA Cup ကို3ကြိမ် League Cup ကို2ကြိမ် UEFA Winner Cup ကို1ကြိမ် FA Community Shield ကို3ကြိမ်ထိရရှိခဲ့တဲ့အာဆင်နယ်အသင်းရဲ့အထူးခေါင်းဆောင်လည်းဖြစ်ခဲ့မှုတဲ့ကဏ္ဍဝင်ကစားသမားတစ်ယောက်ဖြစ်ပါတယ်။နံပါတ်4 Carlos Puyolကတော့1996ခုနှစ်ကနေစပြီး2014ခုနှစ်ထိဘာစီလိုနာအသင်းနဲ့အတူပါဝင်ကစားခဲ့တဲ့အထူးကစားသမားတစ်ယောက်ဖြစ်ပါတယ်။ Puyolဟာဘာစီလိုနာအသင်းနဲ့အတူပွဲပေါင်း993ပွဲပါဝင်ကစားပြီးတော့18ဂိုးသွင်းယူနိုင်လာခဲ့တဲ့အထူးနောက်ခံလူတစ်ယောက်လည်းဖြစ်ပါတယ်။ဒါအပြင်စပိန်လက်ရွေးစင်အသင်းနဲ့အတူပွဲပေါင်း100ဝင်ရောက်ကစားပြီးတော့3ဂိုးထိသွင်းယူနိုင်လာခဲ့ပါတယ်။သူရရှိခဲ့တဲ့ဆုဖလားတွေကတော့လာလီဂါဖလားကို6ကြိမ်ရရှိခဲ့ပြီးတော့
UEFA Champions League ကို3ကြိမ် Copa del Rey ဖလားကို2ကြိမ် Super Copa del Espana ဖလားကို6ကြိမ်နဲ့ UEFA Super Cup ကို2ကြိမ် FIFA Club World Cup ကို2ကြိမ်ရရှိခဲ့မှုပြီးတော့စပိန်လက်ရွေးစင်အသင်းနဲ့အတူလဲ FIFA World Cup ကိုတစ်ကြိမ်ရရှိခဲ့မှုပြီးတော့ Euro ဖလားကိုလည်းတစ်ကြိမ်ရရှိခဲ့မှုတဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။နံပါတ်3 Francesco Totti 1992ခုနှစ်ကနေ2019ခုနှစ်ထိရိုမာအသင်းရဲ့အဓိကတိုက်စစ်မှုတစ်ယောက်ဖြစ်ခဲ့တဲ့ Totti ဟာရိုမာအသင်းနဲ့အတူပွဲပေါင်း986ပွဲကစားပြီးတော့ဂိုးပေါင်း309ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ဒါအပြင်အီတလီလက်ရွေးစင်အသင်းနဲ့လည်းပွဲပေါင်း58ပွဲဝင်ရောက်ရှင်ပြိုင်ကစားပြီးတော့9ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ရိုမာအသင်းနဲ့အတူ Totti ရဲ့အောင်မြင်မှုတွေကတော့ Serie A Champion ဖလားကိုတစ်ကြိမ် Coppa Italia ဖလားကို2ကြိမ် Super Coppa Italiana ဖလားကို2ကြိမ်ရရှိခဲ့ပူပြီးတော့အီတလီလက်ရွေးစင်အသင်းနဲ့အတူတော့ FIFA World Cup ဝင်းနာကို2006ခုနှစ်မှာရရှိခဲ့ပူတဲ့ကစားသမားဖြစ်ပါတယ်။ဒါအပြင် Serie A ရွှေဖက်နှက်ဆုကိုလည်း2006-2009ခုနှစ်မှာရရှိခဲ့ပူပါတယ်။ European Golden Shoe Runner Up ကိုလည်း2006-2009ခုနှစ်မှာပဲတစ်ပြိုင်နက်တည်းရရှိခဲ့ပူတဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။နံပါတ်2 Ryan Giggs Ryan Giggs ကတော့1990ခုနှစ်ကနေ2014ခုနှစ်ထိ Manchester United မှာပါဝင်ကစားခဲ့တဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။သူဟာ Man U အသင်းနဲ့အတူပွဲပေါင်း963ပွဲပါဝင်ကစားခဲ့ပြီးတော့ဂိုးပေါင်း168ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။ဒါအပြင်နိုင်ငံလက်ရွေးစင်ဖြစ်တဲ့ Wales အသင်းနဲ့အတူလည်း64ပွဲပါဝင်ကစားခဲ့ပြီးတော့ဂိုးပေါင်း12ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။ Man U အသင်းနဲ့အတူသူရရှိခဲ့တဲ့ဆုဖလားတွေကတော့ Premier League ဖလားကို73ကြိမ် FA ဖလားကို4ကြိမ် League Cup ဖလားကို3ကြိမ် UEFA Champions League ကို2ကြိမ် FIFA Club World Cup ကို1ကြိမ် Intercontinental Cup ကို1ကြိမ် FA Community Shield ကို9ကြိမ်ထိရရှိခဲ့မှုတဲ့ကစားသမားဖြစ်ပါတယ်။နောက်ဆုံးတစ်ယောက်အဖြစ်နံပါတ်1 Pablo Maldini ကတော့1985ခုနှစ်ကနေစပြီး2009ခုနှစ်ထိ AC Milan အသင်းမှာအဓိကပါဝင်ကစားခဲ့တဲ့ခန္ဓာဝင်နောက်ခံလူတစ်ယောက်လည်းဖြစ်ပါတယ်။ AC Milan အသင်းနဲ့အတူပွဲပေါင်း902ပွဲပါဝင်ကစားခဲ့ပြီးတော့33ဂိုးထိသွင်းယူနိုင်ခဲ့တဲ့နောက်ခံလူတစ်ယောက်လည်းဖြစ်ပါတယ်။ဒါအပြင်အီတလီလက်ရွေးစင်အသင်းနဲ့လည်းပွဲပေါင်း126ပွဲကစားပြီး9ဂိုးထိသွင်းယူထားနိုင်ခဲ့ပါတယ်။ AC Milan နဲ့အတူသူရရှိခဲ့တဲ့ဆုဖလားတွေကတော့ Serie A ဖလားကို9ကြိမ် Coppa Italia ဖလားကို1ကြိမ် Super Coppa Italiana ဖလားကို5ကြိမ် UEFA Champions League ကို5ကြိမ် UEFA Super Cup ကို5ကြိမ် Intercontinental Cup ကို2ကြိမ် FIFA Club World Cup ကို1ကြိမ်ရရှိခဲ့မှုတဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ဒါကတော့ကျွန်တော်ရှာဖွေတွေ့ရှိသလောက်ကလပ်အသင်းတစ်သင်းထဲမှာပဲကစားသမားဘဝအနားယူချိန်ထိကစားသွားခဲ့တဲ့အကောင်းဆုံးခန္ဓာဝင်ကစားသမား10ယောက်အကြောင်းကိုဖော်ပြပေးသွားပါပဲဖြစ်ပါတယ်ခင်ဗျာမိတ်ဆွေတို့ရောဒီထက်ဘေကစားသမားတွေကိုခန္ဓာဝင်လို့သတ်မှတ်ပြီးကြိုက်နေတတ်ကြတယ်ခင်ဗျာကွန်မန့်မှာမှတ်ချက်လေးရေးပေးသွားခဲ့ကြပါအောင်နောက်လာမယ့်ပတ်တွေမှာလည်းအခစားနဲ့ပတ်သက်တဲ့စိတ်ဝင်စားဖွယ်ရာအကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါအောင်ကျွန်တော်တို့ရဲ့ Transporter Channel လေးကိုလည်း Like and Subscribe လုပ်ပေးခြင်းဖြင့်ကူညီအားပေးလို့ရပါတယ်ခင်ဗျာအဆုံးထိချစ်ယူပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ